အားလုံးမင်္ဂလာပါအခုတင်ခဲ့တာမှာကျွန်တော်တို့ UI design လေးအရင်ဆွဲရအောင်ပေါ့နော်အဲ့တော့ကျွန်တော်က CRUD operation လေးတစ်ခုကိုဖန်တီးရင်းနဲ့ Inertia JS ကိုတခြားလေးတင်ပေးသွားမယ် project လေးတစ်ခုဖန်တီးရင်းနဲ့တင်သွားတာပို့ပြီးတော့ခေါင်းထဲမှာပို့ပြီးခေါင်းထဲမှာဆွဲရတယ်ပြီးရင်လေ့လာရတာပို့ပြီးတော့ fan ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ယူဆလို့ပေါ့နော်အဲ့တော့ဒီ project လေးတည်တည်လေးတစ်ခုကျွန်တော်ဖန်တီးရင်းနဲ့Inertia JS ကိုလေ့လာသွားကြမယ်ပေါ့နော်အဲ့တော့အခုတင်ခဲ့တာမှာတော့ကျွန်တော်တို့UI design လေးရင်ဆွဲရအောင်ပေါ့နော် okay အဲ့တော့တွားရအောင်ဆိုကျွန်တော်အကုန်လုံးပဲကျွန်တော်ပိတ်လိုက်တော့မယ်အဲ့တော့ပိတ်လိုက်တော့မယ်ဆိုတော့ကျွန်တော်တို့အခုဘာလုပ်မလဲဆိုတော့ text management application လေးတစ်ခုဖန်တီးမယ်အဲ့တော့ဒီ page ထဲမှာကျွန်တော်က task text ဆိုတဲ့folder လေးတစ်ခုဖန်တီးလိုက်မယ်ဒီထဲမှာ index.jsx ဆိုတဲ့ file ဖန်တီးလိုက်မယ် ifce နဲ့ IFCE make sure ပါလေဟို extension တိုင်ပတ်နေလို့ရှိရင် ES7 လို့တစ်ချက်ရိုက်ရှာကြည့်လိုက် okay ဒီကောင်ပေါ့နော် ES7 plus real redux reunity snippet ဆိုတဲ့ကောင်ဒီကောင်ရဲ့ဟုတ်တယ်ဒီကောင်ပဲပေါ့နော်ဒီကောင်လေး install လုပ်လိုက်ပါပထမဆုံးတွေ့တဲ့ဟာဒါဆိုလို့ရှိရင်ကျွန်တော်အခုသုံးနေတဲ့ဟာဒီအကုန်လုံးအဆင်ပြေသွားလိမ့်မယ်ပေါ့နော် okay အဲ့တော့ဒီ react ကတကယ်တော့မတုံလဲရတယ်ဒါ react component တစ်ခုရပြီပေါ့နော်အဲ့တော့ကျွန်တော်ကweb.web.php မှာဒါ select ကိုလာပြီးခေါ်ရဆို inertia render နဲ့ဘယ်ကိုသွားမလဲဆိုတော့ index sorry ခုနကျွန်တော်တို့ task text select index ကိုတစ်ချက်သွားကြည့်လိုက်မယ် sorry အဲ့တော့ဒီမှာဒါဆိုရင် index ဆိုပြီးတော့ထွက်လာပြီပေါ့နော်ကျွန်တော်အခုဘာလုပ်ချင်လဲဆိုတော့အရင်ဆုံး argon ဆိုတဲ့ design လေးကိုကျွန်တော်အရင်သုံးချင်တယ်ဒီကောင်က argon ctn okay ဒီလိုရှာလိုက် argon ctn ဒီမှာလာပြီးတော့ကြည့်လိုက်မယ်ဒီမှာ link တခုရှိတယ်ပေါ့နော်အဲ link ကိုကျွန်တော်ဒီမှာ copy html နဲ့ copy ကူးလိုက်မယ်ပြီးရင်ကျွန်တော်တို့က inertia run နေတဲ့ကောင်တွေကဘယ်ဟာလဲဆိုတော့ app.plate.php က run နေတာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်လာပြီးတော့ပေးအောင်ဒါ for react inertia in okay အဲ့တော့ဒါ argon bootstrap okay ဒီကောင် paste လုပ်လိုက်မယ်အောက်မှာကျွန်တော် style လေးနည်းနည်းလေးလုပ်လိုက်အောင်မယ်နော်အဲ့တော့ဘာလုပ်ချင်လဲဆိုတော့ body ထဲမှာရှိတဲ့ဟာကို font size ကို30 pixel လောက်ကျွန်တော်ပေးလိုက်မယ် font weight ကို400ပေးလိုက်မယ်ဒါ default အနေနဲ့ပေါ့နော် okay ဒီကောင်လေးပဲကျွန်တော်အရင်စမ်းကြည့်မယ်အဲ့တော့ဒီမှာတစ်ချက်လာပြီးကြည့်လို့ရှိရင်index ဒီလိုမျိုးလေးမြင်နေရလိမ့်မယ်အဲ့တော့index ထဲမှာနည်းနည်းလေး style နဲ့သွားပြီးတော့လုပ်ရအောင်အဲ့ style နဲ့လုပ်ရအောင်ဆိုဒီကောင်ကိုclass name နဲ့ con.ti နဲ့ container တခုကျွန်တော်ယူမယ် bootstrap class တွေကျွန်တော်နည်းနည်းရေးမယ်ပေါ့နော်ပြီးရင် div နဲ့ဒါ class name မှာ row တခုကျွန်တော်ယူမယ် div နဲ့ class name မှာ column small device တွေမှာဆို gray ပြီး colon dash empty dash 8လောက်ကျွန်တော်ပြောလိုက်မယ် offset offset dash empty dash 2ပေါ့နော် okay ဒါဆိုအလဲကိုရောက်လာလိမ့်မယ်ပြီး cat တခုကျွန်တော်ဖန်တီးရအောင်ပြန်မှာ class cat okay နောက်တစ်ခါ div နဲ့ class name မှာ pgo sorry cat dash header pg dash secondary style နဲ့သွားလိုက်မယ် h 4လောက်နဲ့ဒါ text manager လို့နာမည်ပေးလိုက်မယ်အဲ့တော့ဒီထိပဲကျွန်တော်ရင် run ကြည့်အောင်ဒါဆိုဒီလို text manager ဆိုတဲ့ဟာလေးတခုရှာလာပြီအဲ့မှာ padding ကြီးတွေအပေါ်အောက်ညီမနေဘူးဗျာပြီးရင် h4 ကဒါကြီးလွန်းနေလို့ကျွန်တော်ထင်တယ် h5 လောက်ကျွန်တော်ပြောလိုက်မယ်နော်ပြီးရင် bg ကို deck ပုံစံနဲ့ပဲသွားလိုက်မယ်ဗျာ okay okay ရပြီအပေါ်အောက်မညီတဲ့ဟာဒီမှာ clustering နဲ့လာရေးအောင် b-0 pattern 0 margin 0လောက်လိုက်တာပေါ့နော်ဒါဆိုဒီလိုမျိုးရလာပြီအဲ့တော့ဒီမှာအပြာရောင်ကြီးဖြစ်နေတယ်ဒီစာအဲ့တော့ text y လို့ကျွန်တော်ကပြောလိုက်မယ်ဒီမှာတစ်ချက်ကြည့်လိုက်လို့ရှိရင်ဒီလိုမျိုးမြင်ရလိမ့်မယ်ဒီကောင်ကျွန်တော်အလဲပို့လိုက်မယ်အဲ့တော့ text dash center center ဒါဆိုအလဲကိုရောက်သွားပြီဒါဆိုရပြီဆိုတော့ target header အောက်ကနောက်တစ်ခုအနေနဲ့ class name မှာ cat dash body ထဲမှာကျွန်တော်တို့လုပ်ဆရာရှိတာလေလုပ်မယ်ပေါ့နော်အဲ့တော့ container အထိပ်မှာဒါကတ်နေတယ်ဗျာအဲ့ဒါကိုကျွန်တော်က empty dash
file နဲ့ပေါ်ကနေလမ်းပြီးတိုးလိုက်မယ်ပေါ့နော် okay ဒါဆိုအောင်နေနဲ့ဆင်းလာပြီဒါဆိုရပြီဆိုတော့ဒီထဲမှာလည်းနည်းလေးလို့ရအောင်အဲ့တော့အရင်ဆုံးကျွန်တော်က button လေးတစ်ခုကျွန်တော်ယူလိုက်မယ်ဒါ text create လုပ်ဖို့ပါပေါ့နော်ပြီးသွားရင်ကျွန်တော် class name နဲ့ptn dash tag နဲ့ဒါtext ကိုဖန်တီးမဲ့အကောင်ပေါ့နော်အဲ့တော့သူ့မှာရှိတဲ့ဒီဟိုက button နဲ့ဒါကြီးလုံးနေဗျာဒါကြီးလုံးနေအဲ့ဒါလေးတွေကျွန်တော်နည်းနည်းလေးပြင်ရအောင်ဆိုတော့ဒီမှာ.ptn class ပါတဲ့ကောင်တွေအကုန်လုံးကို font size ကို17 pixel လောက်ပဲပေးမယ် font weight ကို400ပဲထားမယ်ပြီးရင်ကျွန်တော် button မှာကျွန်တော် top button ကို6 pixel left right ကို12 pixel လောက်ပေးလိုက်မယ်ပြီးရင် border RADI okay border radius ကို10 pixel လောက်ပြောလိုက်မယ် okay တစ်ချက်ကြည့်အောင်အဲဆိုနည်းနည်းလေးသေးသွားပြီပေါ့နော်ဒီလိုမျိုးလေးborder လေးလည်းနည်းနည်းပို့ပြီးတော့ကွေးသွားပြီပေါ့နော်အဲ့တော့အဲ့ဒီအောက်မှာဘာလုပ်မလဲဆိုတော့ table တစ်ခုကျွန်တော်တို့ဆွဲမယ်အဲ့တော့အောက်မှာ DABLE table class name တစ်ခါတည်းပေးမယ် DABLE dash SDIB stripe okay d head က margin နဲ့ကန်ထားမယ်နော် empty dash 3လောက်ကျွန်တော်ပြောထားလိုက်မယ် okay ဒီ head ထဲမှာ dr ထဲမှာ dh ဒီမှာ id ရဲ့text ရဲ့နာမည်ရဲ့ဒါမှမဟုတ် text ပေါ့နော် text လို့ကျွန်တော်ပြောလိုက်မယ်နောက်ဆုံးတစ်ခုက option ဟိုပြီးဒီရမှာ option okay ဒီမှာတစ်ချက်ကြည့်လိုက်လို့ရှိရင်ဒီလိုမျိုးမြင်နေရမယ်ပေါ့နော်အဲ့တော့သူ့ဟာကိုကျွန်တော်အောက်ကိုနည်းနည်းဟိုဟာဖြစ်မယ် row တစ်ခုထည့်ချင်တာဗျဒီ body မှာ dr dd id1 text ကc သွားရင် okay ဒီလိုမျိုးပြောလိုက်မယ်ပြီးသွားရင် d နဲ့option တွေအတွက်ဆိုရင်button နဲ့ class ptn dash sm ptn dash primary ပုံစံနဲ့ပြလိုက်မယ်ပြီးရင်အမြ primary ပြင်ရန်လို့ပြောလိုက်မယ် okay နောက်တစ်ခုကဖြတ်မှာပေါ့နော် okay ဖြတ်ရန်လို့ကျွန်တော်ရေးလိုက်မယ်ဒီကောင်တော့ danger အနီအောင် style နဲ့သွားမယ်ပေါ့နော်အဲဒါဆိုရင်ပြင်ရန်ဖြတ်ရန်ဒီမှာထွက်လာပြီပေါ့နော်ဒီမှာ text လည်းပေါ်လာပြီအဲ့တော့ကျွန်တော်တို့ကအချက်လက်တွေယူပြီးသွားရင်ဒီကောင်ကိုလူပင်လုပ်လိုက်ရပြီပေါ့နော်ဒီမှာလာလို့ရှိရင်ဒီလိုလေးပြင်အဲ့တော့သူ့ပုံစံဒီလိုပုံစံမျိုးအတိုင်းပေါ့နော်အဲ့တော့ကျွန်တော်တို့က create ကိုလာပြီးနေတယ်ဆိုရင် font ထွက်လာမယ်ပြင်မယ်နှိပ်တယ်ဆိုလို့ရှိရင်လည်းfont လေးထွက်လာမယ်ဖြတ်မယ်ဆိုလို့ရှိရင်တော့ဒီ row record တခုပြတ်သွားရမယ်ပေါ့နော် okay အဲ့ဒီ CRD operation လေးကိုကျွန်တော်သင်နေရင်းနဲ့ဒီ inertia GS အကြောင်းကိုတခါတည်းပြောသွားမယ်ဒါကြောင့်သုံးတယ်ဒီလိုဟာတွေရှိတယ်စသဖြင့်ပေါ့နော် okay နားလည်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးပါ